ဒီကိုဖွင့်တဲ့ဖုန်းကပေါ့နော်ဖုန်းကအတန်ကြဲမိရင်များလင်းမယ်တူတူလေးမိရင်နည်းနည်းလေးလင်းမှာပေါ့နော်ဒါကတော့ LED အနှုတ်ငုတ်တွေကိုလိုက်ပြီးတော့3ခုစလုံးဆက်မှာဖြစ်ပါတယ်ဗျာနော်အဲကြ Bluetooth box နဲ့ပဲဖွင့်အဲဒီရိုးကိုသုံးနေတဲ့ဖုန်းနဲ့ပဲဖွင့်အဆင်ပြေတယ်ဗျာနော်ဖုန်းစပီကာလေးကိုဒီမှာဒီ second နာချထားလိုက်လို့ရှိရင်ဒါအတန်အတိုးကျယ်ပေါ်မူတည်ပြီးတော့ဒါ LED လေးတွေကလိုက်ပြီးတော့ဒါအရန်လှတယ်ပေါ့နော်လှတယ်ဒါ second ဝါသနာရှင်တွေအတွက်ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ကဲဒါ LED 3လုံးကိုကျွန်တော်ဒါပြည့်လဲနော်အပေါင်းညင်နှုတ်ချင်းဆက်ပြီးပါပြီဒါကကျွန်တော်တို့10 kilo ohm resistor ပါနော်10 kilo ohm နှလုံးပေါ့ဗျာနော်ကျွန်တော်တစ်လုံးနဲ့စမ်းကြည့်တဲ့အခါမှာသူကဒီအတန်အတိုးကျယ်ပေါ်မူတည်ပြီးတော့မဟုတ်ဘဲနဲ့အများအားလင်းနေတာပေါ့နော်အဲဒါကြောင့်ကျွန်တော် resistor တန်ဖိုးနည်းနည်းများအောင်လို့ဒီ10 kilo ohm နှလုံးကို series ဆက်လိုက်တာဖြစ်ပါတယ်ဗျာနော် series ဆက်လိုက်တယ်အဲ10 kilo ohm နှလုံး series ဆိုတော့ကျွန်တော်တို့20 kilo ohm ရမှာပေါ့နော်20 kilo ohm ရမယ်တကယ်လို့ကျွန်တော်ဒီ20ဟုတ်တယ်နော်20 kilo ohm နောက်ဒါက BC 547နော် NPN အမျိုးအစားဖြစ်ပါတယ်ကဲသူ့ကိုလည်းကျွန်တော်တို့ circuit ဆင်ရတာလွယ်အောင်ဘေး6လောက်လေးနှစ်ခုကိုဒီတိုင်းလေး꿰လိုက်မယ်နော်ဒါ BC 547 NPN အမျိုးအစားဖြစ်ပါတယ်အဲသူ့ကိုလည်းဒီငုတ်ကလေးတွေကိုခဲရင်ကျွေးထားလိုက်တယ်ကဲပြီးရင်ကျွန်တော်တို့ဘာရင်ဆက်မလဲဆိုတော့ခုနက series ဆက်ထားတဲ့10 kilo ohm ရဲ့ပထမလုံးပေါ့နော်သူ့ကိုကျွန်တော်တို့ဒီ transistor ရဲ့11 base net နော် base net ခဲထုတ်တာဖြစ်ပါတယ်ကဲပြီးရင်တော့ဒီပိုးနေတဲ့ငုတ်ကလေးတွေပြီးတော့မှပဲဖြတ်တော့မှာနော်ဒါ10 kilo ohm နှလုံးခုနကပြောလို့ကျွန်တော်တို့10 kilo ohm နှလုံးမသုံးရင်လည်းဥပမာ33ပေါ့နော်33ဆိုရင်တော့နည်းနည်းမီးလင်းတာနည်းနည်းမှိတ်မယ်တင်တယ်နော်ဒါ10 kilo ohm နှလုံးအဆင်ပြေပါတယ်နော်နောက် LED အနှုတ်နဲ့ဒါက transistor ရဲ့ collector ကိုဆက်လိုက်